Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မာလာ9ကင်လေးလှူစားဖြစ်လို့လုံနည်းလေးကိုလာပြီးတော့ပြပြပေးရဖြစ်ပါတယ်ဒီမာလာဆော့ရဲ့ငါးနှစ်ကောင်ရဲ့ပြီးလို့ရှိရင်ဟိမာရှမ်းနဲ့နန်ပင်ကျက်သွန်ဖြူငရေဦးသီးစိမ်းဂျင်းထည့်တယ်ပေါ့နော်အရင်ဆုံးကတော့ဂျင်းနဲ့ကျက်သွန်ဖြူကိုမှုံမွေးလေးဖြစ်အောင်လို့စီတက်ပေးပါတယ်ပြီးရင်တော့ရှမ်းနဲ့နန်ထည့်တယ်နန်ပင်ကိုတော့ဟိမာတဝက်ပဲထည့်တယ်ပြီးရင်ငရေဦးသီးစိမ်းကိုလည်းတဝက်လောက်ထည့်ပါမယ်ကျန်တဲ့ဥစ္စာကတော့ဟိမာအချင်းဖြော်ဖို့လုပ်ထားတာပေါ့နော်ဒါလေးတွေကိုစီတက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဟိမာတို့မာလာဆော့အနှစ်လေးထည့်ပါမယ်ကိုကြိုက်တဲ့မာလာအနှစ်ထည့်လို့ရပါတယ်ဟိမာတော့ဒီ BNN ဆိုင်ကဝယ်ထားတဲ့မာလာဆော့ဆိုတဲ့ဟာလေးအထုပ်ကလေးတွေ့လို့ဝယ်လာခဲ့တယ်ပေါ့နော်ပြီးရင်တော့ခယူစီကြက်သားမော်တကြားလေးနှင်းငယ်ထည့်ပြီးတော့မှုံမွေးလေးဖြစ်တဲ့ဒီကိုစီတက်ပေးရပါမယ်ငါးကင်အနှစ်လေးရပြီဆိုလို့ရှင်တော့ဟိမာတို့ဒီငါးတဲ့ကိုအရသာစိတ်ဝင်အောင်လို့အတွက်အပေါ်ကဓာတ်နဲ့မွန်ထားတဲ့နေရာလေးတွေရောပြီးတော့ဘိုက်ထဲတွေရောပြီးတော့ငါးမျက်နှာပြင်အပေါ်အောက်တွေရောဒီမာလာအနှစ်လေးနဲ့တိတိချာချာလေးနယ်ပေးပါမယ်အားလုံးဒီနယ်လို့နှံ့သွားပြီဆိုလို့ရှင်တော့ဟိမာတို့ဒီအပေါ်ကနေပြီးတော့မှခဲပြန်ပတ်ပြီးတော့တစ်နာရီနှစ်နာရီလောက်နှက်ထားပြီးလို့ရပါတယ်တကယ်လို့တညလောက်နှက်ထားမယ်ဆိုလို့ရှင်လည်းပို့ပြီးတော့စားကောင်းပါတယ်ဟိမာတော့တစ်နာရီလောက်ပဲနှက်လိုက်တယ်ပေါ့နော်ပြီးရင်တော့မိမိစိတ်ကြိုက်ကိုအဆင်ပြေတဲ့အကင်ဆက်နဲ့กินလို့ရပါတယ်ဟိမာတော့ air fryer နဲ့180ထားပြီးတော့15မိနစ်กินထားပါတယ်ငါးချက်သွားပြီဆိုလို့ရှင်တော့ဟိမာအပေါ်ကမျက်နှာပြင်ကိုဖြဲပြီးတော့မှဒီအပေါ်ရန်ကျွတ်လေးဖြစ်အောင်လို့နောက်ထပ်5မိနစ်လောက်ထပ်ပြီးတော့กินလိုက်ပါတယ်ရှင်ဒါဆိုရင်တော့ရပါပြီဒီမာလာအနှစ်လေးကထမင်းနဲ့နေစားလဲအရင်ကောင်းတော့မို့လိုက်ပြီးတော့လှုပ်ရှားကြည့်ပါရှင်